မဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတန်လီခရိုင်တန်လီမြို့နယ်ညာစရောင်ကျေးရွာစီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်နေသောကျောင်းကန်ကွင်းကျေးရွာလေးပဲဖြစ်ပါတယ်ရှင်။ကျောင်းကန်ကွင်းကျေးရွာလေးဟာညာစရောင်ကျေးရွာစီမံကိန်းကို2020-2021ဘဏ္ဍာရေးနှစ်မှာစတင်ဆောင်ရွက်ပြီးအတိုးရငွေစုစုပေါင်း380ကျော်ရရှိနေပြီပဲဖြစ်ပါတယ်ရှင်။စိုက်ပျိုးရေးမွေးမြူရေးအားကောင်းတဲ့ကျောင်းကန်ကွင်းကျေးရွာလေးကိုညာစရောင်ကျေးရွာစီမံကိန်းစတမဆောင်ဝန်အတွက်အသင်းသား102ဦးအားရမုံငွေကျပ်300ကျော်ထုတ်ချေးပေးခဲ့ပါတယ်။ယခုပြသပေးမယ့်စိုက်ခင်းလေးကတော့ရာသီပေါ်သီးနှံခဝဲနှင့်ချမောင်းစိုက်ပျိုးရေးလုပ်ငန်းဖြစ်ထွန်းအောင်မြင်နေတဲ့ဒေါ်တီရာရဲ့စိုက်ခင်းလေးပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။ကျမကတော့ကျောင်းကန်ကွင်းကျေးရွာနေပြီးတော့စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်နေတဲ့ဒေါ်ခင်တီရာပဲဖြစ်ပါတယ်ရှင်။သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတန်လင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ညာစင်းအောင်ကျေးရွာစီမံကိန်းကနေပြီးတော့ချီးငွေ9သိန်းကျပ်ရရှိတာဒီလည်းဖြစ်ပါတယ်ရှင်။ရရှိတဲ့ချီးငွေနဲ့ကျမကတော့ဘူးချမောင်ခဝဲစသည့်ဖြင့်စိုက်ပျိုးရေးများကိုလုပ်ကိုင်ပြီးတော့တနည်းကိုနေ့စဉ်3,200ဝန်းကျင်လောက်ရောင်းနေရပါတယ်ရှင်။ကျမစီမှာယခုစိုက်ပျိုးမြေ4.5 ဧကခန့်လောက်ရှိပါတယ်ရှင်။အဲ့နေရာမှာကျမတို့ရွာမှာရှိတဲ့စိတ်တူကိုယ်လူစိုက်ပျိုးရေးလုပ်ကိုင်မှု9ဦးလောက်စုဖွဲ့ပြီးတော့အစုအဖွဲ့စနစ်ဖြင့်ထပ်မံစိုက်ပျိုးရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်ရှင်။ညာစရောင်ကျေးရွာစီမံကိန်းရမုံငွေကျပ်9သိန်းထုတ်ချေးရင်းနှီးခဲ့ပြီးယခုအခါနေ့စဉ်ပိုငွေရရှိနေတဲ့ဒေါ်တီရာရဲ့စိုက်ခင်းလေးကိုမူတည်တာပွားနိုင်ရန်တင်ဆက်လိုက်ရပါတယ်ရှင်။